တုတဓမ္မဒီပလိုမာ Level 1 နမူနာမိကွန်းအဖြေများမိကွန်းနံပါတ်7ဂျမတ်ဆိုတရား၄ပါးတွင်ပါဝင်သောဥပိ္ပခာဆိုသောသဘောတရားကိုသိမိသို့နားလည်သည်ဂျမတ်ဆိုတရား၄ပါးတွင်ပါဝင်သောဥပိ္ပခာဆိုသောသဘောတရားသည်မေတ္တာဂရုဏာမုဒိတာတို့ထက်သာ၏ဥပိ္ပခာဆိုသည်မှာမခေါ်မပြောဂရုမဆိုင်ပဲလူကိုလစ်လူရှုနေခြင်းမဟုတ်မိမိအစေခံရရင်လေစိတ်မဆိုးချီးမွမ်းခံရရင်လေဝမ်းမသာစိတ်သက်အလွန်တည်ငြိမ်ခြင်းသဘောဖြစ်သည်ဥပိ္ပခာသည်လူကိုလစ်လူမရှုလူဤအပြုအမူကိုသာလစ်လူရှုပြီးလှုပ်တင်တာလှုပ်၏မေတ္တာဂရုဏာမုဒိတာတို့တွင်စိတ်လှုပ်ရှားမှုလေးများရှိတော်လေဥပိ္ပခာတွင်စိတ်လှုပ်ရှားမှုလုံးဝမရှိတော့ငြိမ်နေ၏ဟု၍နားလည်ပါသည်မိကွန်းနံပါတ်7လောဘဒေါသမောဟတို့ကိုဖယ်ရှားနိုင်သောတရားအသီးသီးကိုဖော်ပြခဲ့ပါအဖြေလောဘဒေါသမောဟတို့ကိုဖယ်ရှားနိုင်သောတရားအသီးသီးကိုဖော်ပြရသောလောဘကိုအလောဘတရားကဖယ်ရှားနိုင်သည်ဒေါသကိုအဒေါသမေတ္တာတရားကဖယ်ရှားနိုင်သည်မောဟကိုအမောဟပညာတရားကဖယ်ရှားနိုင်သည်မိကုနံပါတ်73ဘက်လိုက်တတ်သောအဂရိတရား၄ပါးကိုဖော်ပြခဲ့ပါအဖြေဘက်လိုက်တတ်သောအဂရိတရား၄ပါးကိုဖော်ပြရသောလောဘဖြင့်ဘက်လိုက်ခြင်းသည်စန္ဒာဂတိဒေါသဖြင့်ဘက်လိုက်ခြင်းသည်ဒေါသဂတိအမှန်မသိခြင်းဖြင့်ဘက်လိုက်ခြင်းသည်မောဟဂတိကြောက်၍ဘက်လိုက်ခြင်းသည်ဗျာဂတိတုဖြစ်ပါသည်မိကုနံပါတ်14အပြစ်ရှိသောတရားဆိုသည်မှာအပေနည်းကိုပစ္စည်းနှမျောခြင်းကိုမိသားစုအပေါ်တွေ့တာခြင်းလောဘသည်အပြစ်ရှိပါသလားအကြောင်းပြဖြေဆိုပါအပြစ်ရှိသောတရားဆိုသည်မှာအပြစ်ဟူသည်မကောင်းတဲ့အကျိုးကိုတည်ဆောင်လာတတ်တဲ့သဘောဖြစ်သည်လောဘရှိလို့ကိုပစ္စည်းကိုနှမျောတာကိုပစ္စည်းကိုတွေ့တာမိသားစုအပေါ်တွေ့တာအပြစ်ရှိပါသည်ထိုတွေ့တာမှုကတောကဆိုသောဆိုကျူးကိုယူလာတတ်သည်ဘယ်သူကယူလာတာလဲဆိုရင်လောဘကယူလာ၏ဒါကအနည်းဆုံးအပြစ်ဖြစ်၏တွေ့တာသည့်နေရာမှန်သမျှတောကဆိုတာလာသည်တောကသည်မကောင်းစိတ်ပူပန်စေတတ်၏ပစ္စည်းရှိသူကလည်းပစ္စည်းအတွက်ကြောင်းကြရ၏သားသမီးရှိသူကလည်းသားသမီးအတွက်ကြောင်းကြရ၏ဤအရာများသည်လောဘကပေးသည့်ပြဿနာများပင်ဖြစ်၏တွေ့တာမှုလောဘမရှိဘူးဆိုရင်ဤအရာတွေငြိမ့်နေမည်ဖြစ်သည်မြတ်စွာဘုရားကပိယတော်ဇာယတော်တော်ကိုချစ်ခင်တွေ့တာမှုသည်တောကကိုဝေဖွားပေးတတ်သည်ဟုဟောခဲ့ပါသည်မိကုနံပါတ်15မကောင်းမှုဆိုသည်မှာအပေနီကောင်းမှုဆိုသည်မှာအပေနီဓမ္မပရဏဖွင့်ဆိုပုံကိုဖော်ပြခဲ့ပါမကောင်းမှုကောင်းမှုဤဓမ္မပရဏဖွင့်ဆိုပုံမှာမကောင်းမှုဆိုသည်မှာပြုလုပ်ပြီးသောနောက်စိတ်နှလုံးကိုပူလောင်စေတတ်၏တုံ့ပြန်အကျိုးခံစားရလျင်ဆင်းရဲဒုက္ခငိုယိုကြိတ်မိတ်ခံစားရ၏ကောင်းမှုဆိုသည်မှာပြုလုပ်ပြီး၌ဘာမှပူပန်ရန်မရှိအကျိုးတရားကိုဝမ်းမြောက်စွာခံစားရ၏ဟု၍ဖြစ်သည်မိကုနံပါတ်16နောက်ဘဝရှိမရှိနှင့်ကိုလုပ်ခဲ့သောအကုသိုလ်အပြစ်ပြန်ခံရမခံရအပြေမထုတ်နိုင်လျင်တေချာသောလမ်းကိုမြည်သို့ရွေးရမည်နည်းရှင်းပြခဲ့ပါအပြေနောက်ဘဝရှိမရှိနှင့်ကိုလုပ်ခဲ့သောအကုသိုလ်အပြစ်ပြန်ခံရမခံရအပြေမထုတ်နိုင်လျင်တေချာသောလမ်းကိုရွေးချယ်ရန်မှာဤဘဝတွင်လူကောင်းဖြစ်အောင်နေမည်နောက်ဘဝရှိလျင်လေကောင်းတဲ့ဘဝရှောင်မည်မရှိခဲ့လျင်လေဤဘဝမှာလူကောင်းဖြစ်မည်ဤသို့နှစ်ဖက်ကောင်းသောတေချာသောလမ်းကိုရွေးရပါမည်အကုသိုလ်ကံအကျိုးပေးမပေးမဆုံးဖြတ်နိုင်လျင်အကုသိုလ်ကိုမလုပ်ဘဲရှောင်ရပါမည်
ဥပမာသူ့အသက်တက်၍ငရဲကြီးမကြီးမတိကြလျင်မတက်ဘဲနေရမည်ထို့ကြောင့်ဤဘဝမှာလည်းချမ်းသာစွာနေရ၏အာဟုသူကအကျိုးပေးသည်ဆိုလျင်လည်းမိမိမတက်သည့်အတွက်မကောင်းကျိုးခံစားရန်မရှိပေထို့သို့နှစ်ဖက်ကောင်းသောတေချာသည့်လမ်းကိုရွေးချယ်ရပါမည်မိဂုနံပါတ်7မောဟသည်လောဘဒေါသတို့ထက်ပြဿနာကြီးကြောင်းတင်ပြခဲ့ပါအဖြစ်မောဟသည်တွေးဝေပြီးအမှားအမှန်ပိုင်းခြားမသိသောကြောင့်လှုပ်တင်တာမလှုပ်တင်တာမသိကြမလှုပ်တင်သည်ကိုလှုပ်၏လှုပ်တင်သည်ကိုမလှုပ်ထို့ကြောင့်မောဟသည်လောဘဒေါသတို့ထက်ပြဿနာပိုကြီး၏ဟုဆိုပါသည်